ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အတွင်းမှာပြေးဆွဲနေတဲ့ခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့73စီစီကြီးမြင့်ပြီးခရီးသည်ရရှိမှုနှဲပါနေတာကြောင့်ယာဉ်မောင်းယာဉ်နောက်လိုက်တွေအတွက်အဆက်မပြေဖြစ်ပေါ်နေရတယ်လို့သိရပါတယ်။တရက်ကို1000ခွဲ2000ဝန်းကျင်သာကျန်ပြီးတစ်ခါတလေလုံးဝမကျန်တဲ့ရက်တွေလည်းရှိနေတယ်လို့တောင်ကြီးနယ်စက်မှုဆောင်ကိုပြေးဆွဲနေတဲ့ယာဉ်လိုင်းတစ်ခုကယာဉ်မောင်းကဆိုပါတယ်။တောင်ကြီးကနေအေးသာယာစက်မှုဆောင်အထိအသွားအပြန်အနည်းဆုံးကိုဒီဇယ်5လီတာလောက်ကုန်ကျနေတာဖြစ်ပြီးတော့တစ်ချိန်မှာခရီးသည်4-5ဦးပဲရတဲ့အတွက်အဆက်မပြေဖြစ်ရတယ်လို့ယာဉ်မောင်းတွေကဆိုပါတယ်။လက်ရှိတောင်ကြီးမြို့ရဲ့73စီရည်ညွှန်းစင်းနှုန်းတွေအရဒီဇယ်ရိုးရိုး1လီတာကို4120ကျပ်နဲ့ပရီမီယံဒီဇယ်1လီတာကို4980ကျပ်ပေါက်ဈေးရှိနေပြီးတော့ခရီးသည်တင်ယာဉ်အများစုဟာပရီမီယံဒီဇယ်ကိုအသုံးပြုပြီးမောင်းနှင်နေရတာဖြစ်တယ်လို့သိရပါတယ်။စီဈေးတွေကတက်သလိုခရီးသည်ကမရတဲ့အပြင်ကားတစ်ခုခုဖြစ်လာခဲ့ရင်လည်းပြင်ဆင်လို့မလွယ်ပါဘူးလို့နောက်ထပ်ယာဉ်မောင်းတဦးကလည်းဆိုပါတယ်။တောင်ကြီးမြို့မှာအဓိကအားဖြင့်တစောင်းတိုင်းကာလတစ်ခုကိုပဲအားကိုပြီးတော့လိုင်းကားပြေးဆွဲနေရတာဖြစ်ပြီးကြံတဲ့အချိန်ကတော့ခရီးသည်ရလိုက်မရလိုက်ပါပဲလို့သူကဆက်ပြောပါတယ်။တောင်ကြီးနဲ့အေးသာယာစက်မှုဆောင်ကိုနေ့စဉ်မနက်9နာရီကနေညနေ6နာရီထိလိုင်းကားတွေပုံမှန်ပြေးဆွဲပေးနေပြီးတော့ယာဉ်စီးကားကတော့တယောက်ကို2500ကျပ်ဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးမြို့နယ်အတွင်းမှာခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့မြို့ပေါ်မှာ3လိုင်းအေးသာယာ3လိုင်းရွှေညောင်1လိုင်းအပြင်တောင်နီပင်ဖြစ်နမ်စီးနောင်လေးစတဲ့မြို့နယ်တွင်းကျေးရွာတွေကိုပြေးဆွဲနေတဲ့လိုင်းကားတွေရှိပြီးယာဉ်လိုင်းတစ်လိုင်းကိုကားအစီးရေ30ဝန်းကျင်ရှိနေတာလည်းဖြစ်ပါတယ်။